မျိုးသမီးမွေးချင်းနေပေါ့နော်အဲ့ဒီကြားထဲမှာမေတ္တာတရား तू ကအဲ့လိုပြောလိုက်တော့အဲ့ဒီအရာက तू ကကြီးမားတဲ့အရာမဟုတ်တော့ညာလဲစာတန်ကအတုံးပြုတ်ပြီးမှဒီမိသားစုကိုကွဲပြားအောင်မိသားစုတွေတကယ်ဖရားရဲ့မြင့်မုတ်တော်မခံစားနံပါတ်2ကစကားမပြောခြင်းအဲ့လိုဖြစ်တဲ့အခါမှာတယောက်နဲ့တယောက်စကားမပြောခြင်းတော့အဲ့ဒီမပြောတဲ့စကားမပြောခြင်းတာသူရဲ့ခင်ပွန်းတယ်နဲ့စနီးတယ်လေးစကားမပြောတော့ဘာကြောက်လဲဆိုတော့သူတို့အလိုကြမဖြစ်တဲ့အခါမှာစကားမပြောတော့သားသမီးကြောက်လားမိသားစုကြောက်လားလုပ်ငန်းကြောက်လားတယောက်ရဲ့စကားတန်ကိုကြားလို့လားအဲ့ဒီအခါမှာတယောက်နဲ့တယောက်စကားမပြောတဲ့အခါမှာအဲ့ဒီအရာကိုခြေကုပ်ယူပြီးမှစာတန်ကမိသားစုကိုပြောလဲနိုင်တယ်နံပါတ်3ကတော့တကယ်အတိကမင်းကပါလဲဆိုတော့အတူတူဆုမတောင်းတော့မိသားစုချင်းနဲ့လင်မယားနှစ်ယောက်အတူတူဆုမတောင်းတော့ဘူးဆိုတော့စာတန်ကတော့အဲ့ဒီလင်မယားကိုနိုင်ဖို့နောက်ပြန်ပြီးမှပေါ့နော်ရေးတဲ့အခါမှာဆုတောင်းခြင်းစာကိုထွက်လာတဲ့အခါမှာအလုံးဖတ်ပြီးမှခွန်အားယူဆိုတော့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်အိမ်တော်လို့ပြောတဲ့အခါမှာဘုရားသခင်ရဲ့မေတ္တာရှိရမယ်နော်ခွန်လက်ခြင်းပြီးရင်နှွေးထွေးခြင်းအားငယ်တဲ့လူတွေကိုခွန်အားပေးတဲ့ခရိယာန်တွေဖြစ်ဖို့ဟေပြဲကျူးလူမျိုးတွေကိုကျူးလူမျိုးခရိယာန်တွေကိုရေးထားတဲ့စာဆိုတာကိုကျွန်တော်တွေ့ရတယ်ဟေပြဲ3:6ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာငါတို့ဒီကားတဲ့ခရိယာန်တွေကဘယ်လိုဖြစ်မလဲဆိုတော့သူကဘာလဲပြောရဲရင်ချင်း၌၎င်းတဲ့ရဲရင်ရမယ်ဘာရဲရင်ရမလဲဆိုဘလောက်ပဲပြဿနာရှိနေပါစေကျွန်တော်ခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်ခြင်းကခိုင်မာရမယ်ဥပမာပြဿနာကြောင့်ကိုယ့်ရဲ့ယုံကြည်ခြင်းလဲကျသွားတာမျိုးအတေယုတ်ကဝေဖန်တဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းလဲကျသွားတာမျိုးအဲ့ဒါမျိုးမဖြစ်ရဘူးတဲ့သူကရဲရင်ချင်းတို့၎င်းတဲ့မျော်လင့်ခြင်းနဲ့ဆက်ဆိုင်တော့ဝါကြွားဝမ်းမြောက်ခြင်း၌၎င်းလို့ပြောကျွန်တော်တို့ကအမြဲတမ်းမျော်လင့်ခြင်းနဲ့အသက်ရှင်နေကြတာဖြစ်မနေ့က home set မှာလည်းကျမ်းစာသင်ကြားတဲ့နေရာမှာလည်းပြောကျွန်တော်ဒီနေ့အစင်မပြေလဲမနေ့ဖြတ်အစင်ပြေမယ်ဘာကြောင့်လဲအသက်ရှင်တဲ့ဖရာသခင်ကငါတို့နဲ့အတူရှိနေတာဖြစ်ဒီနေ့ငိုကြွေးခြင်းလာလဲမနေ့ဖြတ်ကပါလဲဝမ်းမြောက်ခြင်းလာမယ်ယနေ့အရာအလုံးကတလှဲ့စီပဲကျုပ်ပမာစကားပုံမှာရေစီးတခါရေတာတလှဲ့အရာအလုံးကသူ့ရဲ့အလက်အကွေ့နဲ့ပဲတွားနေတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြောင့်ဘုရားသခင်ကိုယုံကြည်တဲ့လူတွေကမျော်လင့်ခြင်းနဲ့ဘုရားသခင်ရဲ့အမှုပြုဖို့ဘုရားကိုမျော်လင့်ခြင်းနဲ့အသက်ရှင်နေတော်သူတွေဖြစ်တယ်မိမိရဲ့ယုံကြည်ခြင်းကိုမျော်လင့်ခြင်းနဲ့တည်ဆောက်တော်သူတွေဖြစ်တယ်ဆိုတာကိုပြီးရင်ပါလဲဆိုတော့အဆုံးတိုင်အောင်တည်ကြည်ခြင်းဒါကြောင့်ဘုရားသခင်ကနာဝိညာဉ်ဘုရားဖြစ်တယ်ကိုးကွယ်တော်သူဟာနာဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်းကိုးကွယ်ရကျွန်တော်တို့ဘုရားသခင်ကယ်တင်ခြင်းပေးတဲ့နောက်ပိုင်းမှာကယ်တင်ရှင်ရရှိပြီးတဲ့နောက်ပိုင်းမှာခရိယန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအဆုံးတိုင်အောင်ဘုရားသခင်ရဲ့နောက်ကိုတစ္ဆာတရားနဲ့လိုက်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဖော်ပြပါဒီအရာများအားဖြင့်ဒီအရာကတော့တကယ်တတိပြုရမယ့်အရာဒီနှုတ်ကပတ်တော်ကယုံကြည်သူတွေအတွက်ဟေပြဲကျူးလူမျိုးအတွက်ရေးထားတော်ညာလဲယနေ့အသက်ရှင်တဲ့ယုံကြည်သူတွေခရိယန်တွေအတွက်တတိပြုရမယ့်ကျမ်းပိုက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်သူအားလုံးရဲ့လုံခြုံမှုကတော့ယေရှုတော်ထဲမှာပဲရှိပါတယ်ဒါကြောင့်ကျွန်တော်မြေကြီးပေါ်မှာကျွန်တော်အသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့ဖရာသခင်ပေးထားတဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့မိမိနဲ့အသက်တာကိုတန့်ရှင်းခြင်းနဲ့စောင့်ထိန်ဖို့အင်မတန်မှအရေးကြီးတယ်တန့်ရှင်းခြင်းအသက်တာနဲ့နှွေးထွေးခြင်းအသက်တာနဲ့မေတ္တာနဲ့တည်ဆောက်ထားတဲ့အသက်တာနဲ့လောကအသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအရာကိုထိန်တိန်ဖို့စောင့်ထိန်ဖို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တေသနာမှာတည်ဖို့ရန်အရေးကြီးတယ်ဒါကြောင့်ယောဟန်8:31မှာထိုအခါယေရှုကသင်တို့ဒီငါဤတေသနာ၌တည်လေငါတပည့်အမှန်ဖြစ်ကြမည်ဆိုတော့ဘုရားသခင်ရဲ့တေသနာမှာတည်တဲ့လူတွေတနည်းအားဖြင့်ဘုရားသခင်ရဲ့နောက်လိုက်တဲ့သူတွေဘုရားသခင်ရဲ့အလိုတော်ထဲမှာကျင်လည်တဲ့သူတွေဘုရားသခင်ရဲ့မိမိအသက်ရှင်ခြင်းအဖြစ်ဘုရားပုံတော်ထင်ရှားတဲ့သူတွေဟာဘုရားသခင်ရဲ့တေသနာထဲမှာတည်တယ်ဒါကြောင့်အဲ့ဒီလူတွေကတာလေဘုရားသခင်ရဲ့တပည့်မှန်ဖြစ်တယ်တပည့်ဆိုတာကဆရာပြောတဲ့အတိုင်းလိုက်နာတဲ့သူတွေဆရာရဲ့မိန့်မာချက်တွေကိုတတွေ့မတိန်လိုက်နာတဲ့သူတွေကိုတပည့်လို့ခေါ်တယ်ဒါကြောင့်ယေရှုကကျွန်တော်တို့ခရစ်တော်
ရဲ့နော်ဒီပညာတော်ဘုရားသခင်ရဲ့အလိုတော်ထဲမှာကျင်လည်ပြီးမှဘုရားသခင်ရဲ့အလိုတော်ကိုစောင့်ထိန်ဖို့ရန်ကျွန်တော်တို့ကိုအလိုတော်ရှိပါတယ်ကျွန်တော်ပြတဲ့နှစ်ခုနှစ်ထဲမှာလည်းကြီးတဲ့အခါမှာဝိညာဉ်တော်သည်အသင်းတော်တို့အားအပေတို့မိတ်တော်မူသည်ကိုနားရှိသောသူမိသည်ကကြားပါစေအချင်းသူသည်အောင်မြင်၏ထိုသူသည်ငါ၏ဘုရားသခင်ပါရာတိတုပုံ၌ရှိသောအသက်ပင်၏အသီးကိုစားစေခြင်းကအခွင့်ပေးဆိုတော့အောင်မြင်သောသူတာလင်ဘုရားသခင်ရဲ့ပြင်ဆင်ပေးတဲ့အသက်ပင်ရဲ့အသီးကိုစားဖို့ဖြစ်တယ်ဒါကြောင့်လောကဆိုတာကကျွန်တော်တို့ခဏလေးပဲဖြစ်တယ်ကျွန်တော်တို့ခဏဘုရားသခင်ကလောကမှာထားတဲ့အရာဘုရားသခင်လှုပ်ဆောင်စေတဲ့လုပ်ငန်းတွေပြည့်စုံတဲ့တနေ့မှာကျွန်တော်တို့အိမ်ပြန်ရမယ်ဥပမာဖြင့်ဒီလုပ်ငန်းကုမ္ပဏီတစ်ခုမှာအချိန်တတ်မှတ်ထားမယ်8 နာရီဆိုရင်သူတို့အစကနေစပြီးမှ8 ချက်ပြီးပြီဆိုတော့သူတို့ကအိမ်ပြန်လေးရှိတယ်အဲ့လိုပဲလောကမှာကျွန်တော်တို့ဘုရားသခင်ကထားတဲ့နေ့ရက်ကာလရှိတယ်လှုပ်ဆောင်စေတဲ့နေ့ရက်ကာလရှိတယ်ဒီအရာတွေကကျွန်တော်တို့ဘယ်ချိန်မှာတယောက်နဲ့တယောက်လည်းမတူဘူးဘယ်ချိန်မှာကုံဆုံးမလဲဆိုတာမတူဘူးတချို့ကြတော့အသက်ငယ်ငယ်နဲ့လည်းအိမ်ပြန်မယ်တချို့ကတော့အသက်ကြီးပြီးမှလောကမှာမနေချင်ပဲနဲ့လည်းသူတို့ငီးငွေ့ပြီးမှပေါ့နော်အိမ်ပြန်တဲ့လူတွေအများကြီးရှိမယ်ဒါပေမဲ့ကျွန်တော်တို့တနေ့အိမ်ပြန်ရမယ့်လူတွေဖြစ်တယ်ဒါကြောင့်အိမ်ပြန်တဲ့အခါမှာဘုရားသခင်ရဲ့ပါရတိတုပုံမှာရှိတဲ့အသက်ပင်ရဲ့အတီးကိုစားခွင့်ပေးမယ်ဆိုတာကလောကမှာသူအသက်ရှင်တဲ့အခါဘုရားသခင်စေခိုင်းတဲ့အရာဘုရားရဲ့အလိုတော်ထဲမှာကျင်လည်လိုက်လျှောက်တော့သူကတာလင်ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာပါရတိတုပုံမှာရှိတဲ့အသက်ပင်ရဲ့အတီးကိုစားခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်ယုံကြည်သူတွေကျွန်တော်ရှင်းစွာပေါ့နော်အသက်ရှင်ဖို့ဘုရားသခင်ရဲ့အလိုတော်ထဲမှာကျင်လည်ဖို့ရန်အင်မတန်မှအရေးကြီးပါတယ်ဘုရားတိတ်35 19မှာလည်းသူကပြောတယ်တင်းဒီအချစ်ကိုငါတည်၏တင်းဒီအေးမဟုတ်အပူမဟုတ်ဒီကိုငါတည်၏သူကအေးတာလည်းမဟုတ်ဘူးပူတာလည်းမဟုတ်ဘူးတဲ့အေးချင်းဖြစ်စေပူချင်းဖြစ်စေတခုခုကိုငါအလိုရှိထို့သောအေးမဟုတ်အပူမဟုတ်နှွေးယုံရှိသောကြောင့်ငါ၏ခတွန်းသည်တင့်ကိုထွေးလူပြီတင်ကလည်းငါသည်ဥစ္စာရတတ်၏ပန္နာများကိုစီးပူးပြီတစုံတစ်ခုကိုမျှမလိုဟုပြော၍ကိုယ်တိုင်ပင်ပန်းခြင်းတနာပွဲဖြစ်ခြင်းဆင်းရဲခြင်းမျက်စိကန်းခြင်းအဝတ်ချီးစီးရှိခြင်းဖြစ်သည်ကိုမသိပါတကားယနေ့လောကဆိုတော့ခဏလေးပဲပြတိကျမ်းမှာသူပြောတယ်ကျွန်တော်ယုံကြည်သူတွေဆိုရင်အထဲမှာဆာငတ်တာရှိတယ်ပေါ့နော်ဘုရားသခင်ကိုချီးမွမ်းဖို့ဘုရားသခင်ကိုကိုးကွယ်ဖို့ဘာကြောင့်တနင်္ဂနွေနေ့ကျွန်တော်တို့ဘုရားရှိခိုးရတယ်လဲကျွန်တော်အိမ်မှာအေးဆေးနေလို့ရတယ်ဒါပေမဲ့အိမ်ကအလုပ်တွေကိုထားမှအခုကျွန်တော်ညီလေးအန်တိုနီတို့ဆိုတော့ကြည့်နိုင်2 နာရီခွဲနော်သူတို့အလုပ်တွေသူတို့အိမ်ကြီးထားပြီးမှလာတာသူတို့ဘာကြောင့်လဲဆိုတော့သူတို့တည်တယ်လေဘုရားချီးမွမ်းမယ်ဘုရားချီးမွမ်းတဲ့အခါမှာဘုရားကောင်းကြီးမင်္ဂလာကောင်းကင်နိုင်ငံပြန်သွားတဲ့အခါမှာဆုလက်တော်ဖူတွေရမယ်ဆိုတာသူတို့တည်ပြီးမှလာတာဖြစ်ကျွန်တော်အားလုံးလဲဒီနေ့ပြီးမှတော့ထဲမှာပါကြောက်လာတယ်လေကျွန်တော်ဘုရားသခင်ရဲ့အလိုတော်ထဲမှာကျင်လည်ဖို့ဘုရားသခင်ရဲ့အလိုတော်ကျွန်တော်ဒီဥပုပ်နေ့ဟာဒီSundayနေ့နော်တနင်္ဂနွေနေ့ဟာဘုရားကိုချီးမွမ်းမယ်ဘုရားထိုးပနာပြုမယ်ပြီးရင်ကျွန်တော်တရားစကားနားထောင်မယ်တက်တက်ခံချင်းနားထောင်မယ်ဂုဏ်တော်ချီးမွမ်းခြင်းတွေကြားနာမယ်ဆိုမှဝိညာဉ်ကောင်းကြီးကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့ဝိညာဉ်ရဲ့အစားအသောက်စားဖို့ရန်ကျွန်တော်တို့လာနေတာဖြစ်ဒါကြောင့်ယနေ့ကျွန်တော်လှုပ်ဆောင်ခြင်းတွေဘုရားနာမနဲ့လှုပ်ဆောင်ခြင်းတွေဟာဘာမှအချီးနှီးမဖြစ်ဘူးဆိုတာကိုယနေ့ခေါ်နာပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တစ်ဖက်မှာဝိညာဉ်တစ်ဖက်မှာရှိတဲ့စာတိအရာတွေလောကအရာတွေကတနေ့ကျွန်တော်တို့ထားခဲ့ရဘာမှကျွန်တော်တို့နော်ကောင်းကင်နိုင်ငံမှာယူသွားလို့မရပိညာတွေယူသွားလို့မရစီးစိမ်တွေယူသွားလို့ငွေကြေးတွေယူသွားလို့မရဘာမှကျွန်တော်တို့ယူသွားလို့မရဘူးဒါကြောင့်ကျွန်တော်တို့ဝိညာဉ်အတွက်လောကမှာရှိတဲ့အရာတွေဘာအရာကမှဝိညာဉ်အတွက်ပေါ့နော်ဝိညာဉ်ရေးအရာထက်ဘာမှတန်ဖို့အရေးကြီးသောအရာမရှိဘူးဆိုတာကိုယနေ့ခွန်အားပေးခြင်းနဲ့ဟေဘရဲ3:9ထဲမှာကြည့်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်မိတ်တော်မူသည်ကားလို့ပြောတယ်ဟေဘရဲဩဝါဒအရေးသားပြုစုတဲ့လူကကျွန်တော်တို့ဒီသူ့ရဲ့ focus လုပ်တဲ့အရာကလူသားတွေအတွက်အလိုအဆုံးသောအရာကတမန်တရားဖြစ်တယ်လို့သူပြောတယ်ဒါကြောင့်နှုတ်ကပတ်တော်ကပေးတဲ့အရာတွေ
နှုတ်ကပတ်တော်ကြားနာတဲ့အခါမှာနှုတ်ကပတ်တော်အားဖြင့်ရရှိမဲ့အရာကနှစ်တိ36-19ထဲမှာဘယ်လိုပြောလဲဆိုတော့ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းသောအားဖြစ်၍ဘုရားသခင်၏လူသည်စုံလင်သောသူကြည့်နှုတ်ကပတ်တော်ကိုကြားနာတဲ့အခါမှာထိုနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကစုံလင်ခြင်းရှိမယ်တဲ့ဘုရားရှိမှပြောလူရှိမှတော့ဒါမပြည့်စုံကောင်းမယ်မပြည့်စုံဒါပေမဲ့ဘုရားသခင်ရဲ့ရှေ့မှာကျွန်တော်တို့ကပါဖြစ်နေတယ်လေဆိုတာကအင်မတန်မှအရေးကြီးတယ်ဒါကြောင့်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုစုံလင်စေတယ်တဲ့ပြီးရင်ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်တော်သူဖြစ်ကြည့်ကောင်းသောအမှုတနည်းအားဖြင့်ကောင်းသောအမှုလို့ကျွန်တော်ချမ်းစာမှာဖော်ပြတဲ့အခါမှာဘုရားသခင်လှုပ်ဆောင်စေခြင်းတဲ့အရာကိုလှုပ်ခြင်းလို့ပြောတာဥပမာဖြစ်ဥယျာဉ်တစ်ခုမှာပန်းနေဆိုင်မယ်အပင်နေဆိုင်မယ်ဒါဥယျာဉ်တစ်ခုရဲ့ဒီဘယ်လိုပြောမလဲသူရဲ့လုပ်ငန်းရဲ့သဘောတဘာဝကအဲ့လိုရေလောင်းပေးမယ်မြေဆွပေးမယ်အဲ့လိုပဲကျွန်တော်တို့ကောင်းသောအမှုလို့တမန်တော်အားကပြောပြတဲ့အခါမှာဘုရားသခင်ရဲ့သားသမီးတွေဘုရားသခင်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့ဘုရားသခင်အလိုတော်အပေါ်မှာစက္ကအမှုတော်ဆောင်ဖို့ရန်သူကပြောတယ်ဖြစ်တယ်အဲ့ဒီအတွက်ပြင်ဆင်တော်သူတွေဖြစ်တယ်ပြီးရင်ဩဝါဒပေးခြင်းကြည့်အပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုခြင်းတရားတော်ကိုတွင်တင်ခြင်းယေရှုများကိုပြုတတ်၏အများကြီးပဲဘုရားသခင်ရဲ့เนาะဒီသားသမီးတွေမှာရှိမဲ့အယီချင်းတွေကတအားများတာဖြစ်တယ်ဒါကြောင့်ကျော်ကျမ်းစာဖတ်တာအလကားမဟုတ်ဘူးဆုတောင်းတာအလကားမဟုတ်ဘူးနှုတ်ကပတ်တော်ကြားနာတာကအလကားမဟုတ်ဘူးတက်တေခံချင်းကြားနာတာကအလကားမဟုတ်ဘူးဂုဏ်တော်ချီးမွမ်းခြင်းတွေကြားနာတာကအလကားမဟုတ်ဘူးဒီအရာအဖြစ်တရှင်တော်ဝိညာဉ်တော်ရဲ့တို့ထိချင်းအဖြစ်ဘုရားသခင်အလိုတော်ရှိတဲ့ဖွင့်ပြခြင်းတွေကိုကျွန်တော်ခံစားမှဖြစ်တယ်ဘုရားဖွင့်ပြမှတလေကျွန်တော်အထဲမှာရှိတဲ့ဝိညာဉ်ကလွတ်မြောက်မှာဖြစ်တယ်ဒါကြောင့်ယနေ့တင်နေရာမှာရောက်ရှိလာခြင်းနှုတ်ကပတ်တော်လေ့လာခြင်းဂုဏ်တော်ချီးမွမ်းခြင်းကိုးကွယ်ခြင်းနဲ့ဒီအရာတွေကအလကားမဖြစ်ဘူးတင်မမြင်နိုင်တဲ့တင်းရဲ့နာဝိညာဉ်ရဲ့အစာအာဟာရဖြစ်တယ်နာဝိညာဉ်ရဲ့အစားအသောက်ဖြစ်တယ်နာဝိညာဉ်ရဲ့ကြီးထွားဖို့အလို့ငါဖြစ်တယ်ဆိုတာကိုယနေ့ခွန်အားပေးခြင်းပါတယ်ဒီမှာဟေဘရဲ3:9ထဲမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာတွေ့ရယနေ့တွင်တင်းတို့ဒီပြာသိတ်တော်အတန်ကိုကြားလက်ရှိသည်ဖြစ်၍ဒါကြောင့်ဆောနာပြောတာဖုံးပြခြင်းဆိုတာကပြာသိတ်တော်လို့ပြော revelation ပေါ့နော်ဘုရားသခင်ရဲ့ဖုံးပြခြင်းနဲ့အဲ့ဒီကြားတဲ့အခါမှာလို့ပြာသိတ်တော်ကြားတဲ့အခါမှာလို့ပြောဒါကြောင့်95ကအဲ့ဒီပြာသိတ်3:9ကိုပြန်ပြီးမှဆာလံ95:7ကိုပြန်ပြီးမှကိုးကားတာဖြစ်တယ်ကျွန်တော်ပြန်ပြီးမှဖတ်ကြည့်ရအောင်ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏တဲ့ငါတို့ဒီလေအထံတော်၌ကျက်စားတော်သူလက်တော်အောက်၌နေသောသိုးစုဖြစ်ကြ၏ယနေ့တွင်တင်းတို့သည်ပြာသိတ်တော်အတန်ကိုကြားလက်ခိုင်မာသောစိတ်နှလုံးမရှိကြနဲ့တင်းတို့အပများသည်အနှစ်40ပတ်လုံးငါကိုအနီးနီးစုံစမ်း၍ငါ၏အမှုတို့ကိုမြင်ရသောတော၌ငါကိုဆန့်ကျင်ဖက်ဖြူ၍စုံစမ်းရာကာလ၌ရှိတကဲ့သို့မရှိစေကြနဲ့ထိုလူမျိုးကိုငါယွန်တည်ဖြစ်၍သူတို့သည်စိတ်တပိုးမှားယွန်တတ်သောလူမျိုးဖြစ်၏ငါ၏အလေအလာကိုနားမလဲတတ်ကြဆိုဒီပြတိတ်3:9ကိုဆာလံ95မှာပြန်ပြီးမှကိုးကားထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကြားတဲ့အခါမှာကျွန်တော်နှလုံးသားထဲမှာတရှင်တော်ဝိညာဉ်တော်ကတို့ထိမယ်တို့ထိတဲ့အခါမှာတို့ထိတဲ့အတိုင်းလှုပ်ဆောင်မှတာလေဘုရားသခင်ရဲ့အတန်တော်ကိုအဆက်မပြတ်ကြားတာဖြစ်တယ်ကျွန်တော်တခါတလေကျွန်တော်တို့လှုပ်ဆောင်မယ်ဘုရားသခင်ကစကားပြောတယ်ကျွန်တော်တို့ကလစ်လူရှုလိုက်တယ်ဆိုတော့ဘုရားသခင်အတန်တော်ကြားဖို့အရန်ခက်တယ်ဘာကြောင့်နံဝိညာဉ်ဘုရားကကျွန်တော်ပြောတဲ့အခါမှာနှလုံးသားမှာပြောအရင်တော့ကကျွန်တော်ချမ်းစာကြောင်းတက်တုံးကတရားဟောတယ်ပေးကမ်းခြင်းတအားဟောတယ်ဘယ်လိုပေးကမ်းရမယ်ဘယ်လိုပေးကမ်းရမယ်ဆိုဟောတော့သူတို့ပြီးတာနဲ့စိုက်အကြီးကြီးပေးကြတယ်သူတို့အဲ့ဒါနဲ့ကျွန်တော်လည်းဒီမှာထဲပြီးမှအဲ့ဒီပတ်စကာကိတ်ကိုပတ်စကာစီဖို့အင်းစိန်ပြန်သွားဖို့ကျွန်တော်အဲ့လိုလုပ်တော့အဲ့မှာတောင်းစားကကျွန်တော်ပစိုးကိုလာဆွဲတယ်ဆရာပေးပါကျွန်တော်လုံးဝစားဆရာမရှိဘူးလို့ပြောတယ်ကျွန်တော်မရှိတာမဟုတ်ဘူးသူများပေးတဲ့အိတ်အကြီးကြီးရှိတယ်ဒီမှာ
အဲ့နဲ့ကျွန်တော်စဉ်းစားတယ်တခါတော့လစ်လူရှုလိုက်တယ်မရှိဘူးလို့ပြောတယ်ဒါမှမဟုတ်အထဲမှာမပြောနိုင်ဘူးရှိရဲ့သားနဲ့မရှိဘူးလို့ကျွန်တော်လိန်လိုက်တာအဲ့ဒါနဲ့ तू ကလည်းဆရာကြီးပေးပါကျွန်တော်တနာပါဆိုမှခွက်ကလေးနဲ့လူတွေအများကြီးထဲမှာကျွန်တော်ရဲ့ပစိုးကိုပဲ तू ကဆွဲတာအဲ့ဒါနဲ့ကျွန်တော်လည်းဘာမှမဖြစ်ဘူးဆိုမှဒီမှာရှိတဲ့အိတ်ပိုက်ဆာသူတို့ပေးထားတဲ့စာအိတ်ကိုအကုန်လုံးပေးလိုက်တော့တတောင်းစားလဲချက်ချင်းလန့်သွားပြီးမှအန်အောသွားပြီးမှ तू ချက်ချင်းအိမ်ပြန်သွားတာအဲ့နဲ့ကျွန်တော်တို့စိတ်မကောင်းမဲနဲ့ကျွန်တော်အဆောင်အင်းစိန်ကိုပြန်ရတခါတလေကျွန်တော်ပြောချင်တဲ့အရာကဒီမှာဘုရားသခင်ကစကားပြောတယ်ကျွန်တော်နှလုံးသားလုံးဝမကောင်းဘူးတခါတလေသူများမြင်တအားတနာတယ်ပေးချင်တယ်ဒါကဘုရားသခင်တို့ထိတဲ့အရာဘုရားသခင်ပြောတဲ့စကားဖြစ်တယ်ဒါမဲ့လူတွေကငါမှာအနုမရှိဘူးငါမှာပိုက်ဆံမရှိဘူးအဲ့လိုမျိုးလစ်လူရှုတတ်တယ်ဒါကကျွန်တော်တို့စိတ်နှလုံးခိုင်မာတာဖြစ်တယ်ဒါကြောင့်ယနေ့ဆုတောင်းတဲ့အခါကျမ်းစာဖတ်တဲ့အခါမှာဘုရားခင်လှုပ်ဆောင်စေခြင်းတဲ့အရာရှိလို့ရှိရင်ချက်ချင်းကျွန်တော်လှုပ်တဲ့အခါမှာဘုရားသခင်ရဲ့အဆက်မပြတ်ကောင်းချီးမင်္ဂလာကိုကျွန်တော်တို့ခံစားရတာဖြစ်ပါဒါကြောင့်တဲ့သူတို့ကတဲ့ငါဤချမ်းသာထဲသို့မဝင်ရကြလို့ပြောတယ်ဒါကြောင့်ယနေ့ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့လည်းဘုရားသခင်ရဲ့ချမ်းသာဆိုတော့ငြိမ်သက်ခြင်းအထဲမှာကျွန်တော်တို့ရဲ့စိတ်နှလုံးငြိမ်သက်ခြင်းนี่ရှုံတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပေါ့နော်ဘုရားသခင်ရဲ့ဗျာဒိတ်တော်ကြားတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုစကားပြောတဲ့အခါမှာကျွန်တော်ကလက်တွေ့လုပ်ဖို့ရန်လိုပါတယ်ကျွန်တော်တို့လူချင်းစကားပြောတဲ့အခါမှာပါနဲ့ကြားလဲဆိုနားနဲ့ကြားတယ်ဒါမဲ့ဘုရားခင်နာဝိညာဉ်ဘုရားသခင်ကကျွန်တော်တို့ကိုစကားပြောပါနဲ့စကားပြောလဲဆိုတော့စိတ်နှလုံးနဲ့နှလုံးသားနဲ့ဘုရားသခင်ကစကားပြောတယ်ဒါကြောင့်ဘုရားသခင်ရဲ့အတန်တော်ကိုကျွန်တော်နားနဲ့ကြားမှာမဟုတ်ဘူးနှလုံးသားနဲ့ပဲကျွန်တော်ကြားမှာဖြစ်တယ်နှလုံးသားထဲမှာတကယ်လို့ဘုရားသခင်ကပြောလာပြီဆိုရင်တော့ကျွန်တော်လက်တွေ့လှုပ်ဆောင်ဖို့ရအင်မတန်မှအရေးကြီးတာဖြစ်တယ်ကျွန်တော်တို့ဒီဣတိလလူတွေကဘာကြောင့်ခါနာမ်ကြီးကိုမဝင်တယ်လဲဆိုတော့ဘုရားသခင်သူတို့အပေါ်မှာပေါ့နော်တစ္ဆာရှိခဲ့တဲ့အရာကိုသူတို့ကမေ့တယ်ဘုရားသခင်ကိုပြန်လဲယေရှုတင်ဖို့ရန်သူတို့ကပြက်ကွက်ခဲ့တယ်ပြင်ဂတိတော်ပြည်ကိုသူတို့ကရောက်မယ်လို့အစကတည်းကခါနာမ်ပြည်ကနေမောရှေကိုလွှတ်ပြီးမှဒီဂတိတော်ရှိတဲ့ပြည်ခါနာမ်ပြည်ကိုဝင်ဖို့ရမယ်မောရှေကိုလွှတ်ပြီးမှအဂုတ်တုပြည်ကနေပြန်လာကြတယ်ဒါပေမဲ့သူတို့ဟာဘုရားသခင်အပေါ်မှာတစ္ဆာရှိမှုဘုရားသခင်ရဲ့စေခိုင်းမှုဒီကိုပြက်ကွက်တဲ့အခါမှာဂတိတော်ကိုတောလေယာကျအခန်းကြီး14 29 30အလုံးကိုစားဖတ်ချင်ပါတယ်တေနို့ကိုရေတွက်၍စင်းယူသည့်အတိုင်းနဲ့အားလုံးခါနာမ်ပြည်ကခါနာမ်ပြည်တော်မဲ့လူတွေအဂုတ်တုပြည်မှာလာတဲ့လူတိုင်းကိုဘုရားသခင်ကအရောက်တိုင်းကိုတည်တယ်အသက်20လွန်သောသူငါကိုအပြစ်တင်၍ညီတန်းသောသူအပေါင်းတို့သည်တေ၍ဤတော်၌အတေကောင်ဖြစ်လက်နေရစ်ကြလိမ့်မည်ငါသည်ဤမိသောပြည်၌တင်တို့ကိုနေရာချမည်ဟုငါကျင်ဆို၏ထိုပြည်တို့ရေပုနတ်ဤသားကလည်းနုံဤသားယောရှုမတပါအပေသူမြမရောက်ရအယံဝတ်နဲ့ဆက်ကောင်းပတ်ကြောက်လဲဆိုသူတို့ညီးသွားကြတယ်အမြဲတမ်းညီးတမ်းကြကျွန်တော်လည်းတစ်ခါတလေရှင်အားလုံးဆင်ခြင်ကြလားမသိဘူးတစ်ခါတလေကျွန်တော်တို့ဒီနိုင်ငံမှာကျွန်တော်တို့စားချင်တဲ့အရာတွေအားလုံးစားလို့ရတယ်ကျွန်တော်တို့ငွေကြေးလဲဟောမဖြစ်ဘူးတခုခုဝယ်မယ်ဆိုဝယ်လို့ရတယ်တခါတလေညီးသွားမယ်ဆိုရင်ဘုရားသခင်ကဘယ်လိုလုပ်မလဲအဲ့ဒီသူတို့အဂုတ်တုပြည်ကနေလာတဲ့ဣတိလလူတွေကဒီတောထဲမှာနော်သူတို့ရောက်လာတဲ့အခါမှာတဲကန်ရောက်လာတဲ့အခါမှာသူတို့ကအဂုတ်တုအစားအစာတွေကိုပြန်စားဒါပေမဲ့ကောင်းကင်ကတကယ်အကောင်းစားဘုရားသခင်ကဘာဘီကျူတွေနဲ့မုတ်တွေမာနတ်တွေသူတို့ကိုကျွေးတယ်ဒါပေမဲ့သူတို့ကအရန်ညီးသွားတဲ့အခါမှာဂတိတော်ဝင်ဖို့ရန်သူတို့ရှုံချင်းခံရတယ်။ဒါကြောင့်ဒီနေ့တခါတလေကျွန်တော်စဉ်းစားတဲ့အခါမှာဒီလောက်ကောင်းမြတ်တဲ့တိုင်းနိုင်ငံကျွန်တော်အဖေအမေတွေပိုးပွားတွေတီဆောက်သူတို့ဒီမြို့ကိုတီဆောက်တဲ့အခါမှာ USA ကိုတီဆောက်တဲ့အခါမှာကျွန်တော်ပိုးပွားတွေရဲ့လုပ်အားတစ်ခုမှမပါဘူး။ကျွန်တော်တို့ကဂျေဇုတော်အားဖြင့်ဂျေဇုတော်တက်နဲ့လာတယ်။ဒီနိုင်ငံမှာကျွန်တော်တို့တကယ်အပြင်မှာအေးလို့ရှင်အထဲမှာအပူဆက်ဖွတ်မယ်။အပြင်မှာပူလို့ရှင်အထဲမှာအေးဆက်ဖွတ်ပြီးပလောက်အထိကောင်းတယ်လေနော်ကျွန်တော်အိယာကင်းနေဆိုနေမွေးရာတွေနဲ့အိတ်နေဆိုတော့အဲ့လိုကျွန်တော်တို့အစင်ပြေအောင်ဘုရားသခင်ပေးရတာနဲ့ကျွန်တော်ညီးသွားအောင်မယ်ဆိုရင်လူချင်းတော်မှကြိုက်မယ်မထင်ဘူး။နော်ဘုရားသခင်မပြောနဲ့
ဆိုအကုတ်တုဒီကတော့ကျွန်တော်လာတဲ့ဣတေလလူတွေကတော့တဲကန်တာရမှာတဲထုံးမှနေတယ်သူတို့တကယ်ဟွာညီးသွားเสียဆိုလဲသူတို့မမှားဘူးလေသူတို့ညီးသွားတာဒါပေမဲ့သူတို့ဘုရားခင်ရှေ့မှာဘုရားရဲ့ကျေးဇူးတော်ကမ်းတဲ့အခါမှာဘုရားပြင်ဆင်ပေးတဲ့နော်ကျေးဇူးတော်တွေကိုမရေတော့ဖို့ပြက်ကွက်တဲ့အခါမှာတစ္ဆာရှိမြဘုရားဖက်မှာတည်ကြည်ဖို့ပြက်ကွက်တဲ့အခါမှာသူတို့လုံးဝတောင်းနဲ့ချီတဲ့နော်တိန်ကနနဲ့ချီတဲ့လူတွေထဲမှာနှုံရဲ့သားယောရှုနဲ့ယေဖုနဲ့ဣတာကာလက်နှစ်ယောက်ပဲခါနန်ပြည်ကိုဝင်ကြတယ်အဲ့ဒါကြောင့်ဟေဘရဲ3:8မှာတင်းတို့ဒီခိုင်မာသောစိတ်နှလုံးမရှိကြနဲ့လို့ပြောတယ်စနေ95:8ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီအနှစ်40ပတ်လုံးပေါ့နော်ဘုရားသခင်ကသူတို့ကိုနေ့ချိန်တိမ်တိုင်းညချိန်မီးတိုင်နဲ့သူတို့ကိုပို့ဆောင်ပေးတယ်တကယ်သူတို့မှာအကောင်းဆုံးတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုဘုရားသခင်ကပြင်ဆင်ပေးတယ်သူတို့လုံးဝသူတို့အင်ဂျီတောင်မှလုံးဝမပွန်းပဲ့ဘူးတဲ့မပြည့်စည်ဘူးတဲ့သူတို့ဖနတ်တောင်မှလေအကုတ်တုပြည်ကစီးလာတဲ့ဖနတ်လေနှစ်40တွန်းမှာနော်ဘလို့မှလုံးဝမပြည့်စည်ဘူးတဲ့ကြည်ဖယားနမိတ်လက်ခံနဲ့သူတို့ကအသက်ရှင်ပေမဲ့သူတို့ခိုင်မာတဲ့စိတ်ရှိတဲ့အတွက်ကြောင့်သူတို့နော်ဒီတော့ထဲမှာပဲသူတို့အသက်ရှုံးကြတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနေ့ယုံကြည်သူများရဲ့အသက်တာထဲမှာဘုရားပြင်ဆင်ပေးတဲ့အရာကယောဟန်16:81မှာဘယ်လိုပြောလဲဆိုတော့ဥပစ္စေဆရာသည်ရောက်လာလေနဲ့သူ့ဆက်အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်းအပြစ်ရှင်ခြင်းကို၎င်းလောကီသားတို့အားထင်ရှားစွာဖော်ပြမည်ငါကိုမယုံကြည်ကြသောကြောင့်သူ့ဆက်အဖြစ်ကိုဖော်ပြမည်ငါသည်ခမည်းတော်ထံသို့သွားမည်ဖြစ်၍ဒီတို့သည်နောက်တစ်ဖန်ငါကိုမတွေ့မမြင်သောကြောင့်အပြစ်ကင်းခြင်းကိုဖော်ပြမည်ဤလောကကိုအစိုးရသောမင်းသည်အပြစ်ရှင်ခြင်းကိုခံရသောကြောင့်အပြစ်ရှင်ခြင်းကိုဖော်ပြမယ်ကြည့်ကျွန်တော်တို့ယုံကြည်သူတွေမှာတပန်းတာတာကဘာလဲဆိုတော့တရှင်တော်ဝိညာဉ်တော်ဘုရားကျွန်တော်တို့အထဲမှာရှိတယ်ဒါကြောင့်ကျွန်တော်တို့တစ်ခါတလေဆုတောင်းတဲ့အခါမှာဥပမာဖြစ်နာမကျမ်းတဲ့လူတွေသိရင်ကျွန်တော်ဆုတောင်းပေးခြင်းဒါပေါ်ပြတာဖြစ်တယ်လှုပ်ဆောင်ရမယ့်အရာကိုပေါ်ပြတာပြီးရင်ကျွန်တော်တို့ခရိယန်ဖြစ်တဲ့အခါမှာဆယ်ဖို့တဖို့မှမယ်ဒါဘုရားသခင်ကပေါ်ပြတယ်တရှင်တော်ဝိညာဉ်တော်ဘုရားရောက်လာတဲ့အခါမှာဖွင့်ပြခြင်းဖြစ်တယ်ဒါသစ္စာတရားနဲ့ဘုရားကိုကိုးကွယ်တာเนาะကျွန်တော်တို့ဘုရားသခင်ကိုကျွန်တော်တို့ကိုးကွယ်တဲ့လူတွေကြိုက်တယ်လို့ဘုရားကိုတောင်းပြီးမှဘုရားခင်တောင်းထားတဲ့အရာကိုကျွန်တော်တို့မပေးချင်ဘူးစိတ်နှလုံးခိုင်မာမယ်ဆိုရင်ဒါလည်းစစ်မှန်တဲ့ယုံကြည်သူထဲမှာမပါဘူးဒါကြောင့်ကျွန်တော်တို့အထဲမှာနော်ဝိညာဉ်တော်ဘုရားရောက်လာတဲ့အခါမှာကျွန်တော်အားငယ်တဲ့အခါမှာခွန်အားပေးတယ်စိတ်တကြတဲ့အခါမှာနှိမ့်သက်ခြင်းပေးတယ်ပေါ့နော်ဒီနိုင်ငံမှာသူတို့ပညာရှင်တွေလူရဲ့အကြောင်းကိုလုပ်တဲ့ဘာသာရေးပညာရှင်တွေရှိတယ်သူတို့ကသူ research လုပ်တဲ့အခါမှာဒီ suicide ပေါ့နော်တအားပြဿနာကြုံပြီးမှကိုတတ်တည်တဲ့လူအများဆုံးကသူတို့ခရိယန်နေမဟုတ်ဘူးတဲ့အနည်းဆုံးကခရိယန်နေဖြစ်တယ်လုံးဝဘာသာမှမကိုးကွယ်တဲ့လူတွေက suicide ကိုလုပ်တဲ့လူတွေအများအဲ့ဒါကြောင့်သူတို့ကဘယ်လိုလုပ်တယ်လဲဘာသာရေးပညာရှင်တွေကဘယ်လိုပြောလဲဆိုတော့ဒီလူတွေကအထဲမှာယုံကြည်သူတွေကတရှင်တော်ဝိညာဉ်တော်ဘုရားကစီးသားပေးနေလို့ကိုတေချောင်းကြံမဲ့အချိန်မှာဝိညာဉ်တော်ဘုရားကမလုံနဲ့တရားဘုရားမကြိုက်ဘူးဆိုနှလုံးသားထဲမှာဖွန်ပြလို့သူတို့ကရှိတယ်ယုံကြည်သူခရိယာနေလည်းရှိတယ်ဒါပေမဲ့အယံမယုံကြည်သူနဲ့ဆိုင်အယံပေါ့နော်သူတို့ကနဲတယ်ဆိုဒါကြောင့်ကျွန်တော်တို့အထဲမှာဝိညာဉ်တော်နော်ရှိတဲ့အခါမှာကျွန်တော်တို့အတွက်တကယ်ကောင်းချီးမင်္ဂလာဖြစ်တယ်ကျွန်တော်တခုနေရမတိတဲ့နေရသွားချင်တဲ့ဆိုရင် GPS ကိုတုံးရတယ် GPS မှာလိပ်စာတွေနှိပ်တဲ့အခါမှာတော်ဒီမှာတော်ဒီလန်တော်ဆိုမှပြော့တယ်လို့ကျွန်တော်တို့ရဲ့မမြင်သေးတဲ့နယ်ပယ်မှာဝိညာဉ်နယ်ပယ်မှာဘုရားသခင်အလိုတော်ကိုကျွန်တော်ဆောင်ဖို့ဘုရားသခင်အလိုတော်ပြည့်စုံစေဖို့ကတရှင်တော်ဝိညာဉ်တော်ကျွန်တော်ရဲ့အထဲမှာရှိတယ်ကျွန်တော်တို့အမြဲတမ်းတရှင်တော်ဝိညာဉ်တော်ဘုရားကိုမေးမြန်းလို့ရတယ်ဆိုတာเนาะကျွန်တော်တို့အကောင်းကြီးမင်္ဂလာဥပ္ပစ္စေဆရာရောက်လာတဲ့အခါမှာဥပ္ပစ္စေဆရာဟာကျွန်တော်တို့အတွက်ဖြစ်တယ်ဆိုတာကိုကျမ်းစာအဖြစ်ကျွန်တော်တို့ခွန်အားရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပေါ့နော်ဒီဥပ္ပစ္စေဆရာကဘုရားသခင်အလိုတော်ထဲမှာအသက်မရှင်တဲ့အခါမှာဒီအရာနေလောက်တာမကောင်းဘူးနော်ဒီလိုသွားတာမကောင်းဘူးဒီလိုစားတာမကောင်းဘူးဒီလိုပြောတာမကောင်းဘူးဒီနေရာမှာရောက်နေတာကမကောင်းဘူးနော်ဆိုတဲ့ကကျွန်တော်တို့ကိုအမြဲတမ်းမတိစိတ်ကနေလို့ပြောတယ်နော်ဒီတမန်ကျမ်းစာထ
ထဲမှာတော့အော့တပစိတ်လို့ပြောတယ်အဲ့ဒီကတာရှင်တော်ဝန်တော်ဖျားကအော့တပစိတ်ထဲမှာကျွန်တော်တို့ကိုဖွင့်ပြတာဖြစ်တယ်တချို့လူတွေဆိုရင်အနာဂတ်ကိုလည်းမြင်တယ်တချို့လူဘယ်လိုဆိုဖြစ်လာမယ့်အရာတွေပေါ့နော်ဥပမာဖြစ်ကျွန်တော်ညီလေးဆိုရင်အိုးဆိုင်မှာဒီနေ့တော့ဝေကောင်းမယ်ဆိုတော့သူကြောဖျားဖွင့်ပြမယ်ဒီနေ့တော့တကက် customer တွေများမယ်ဆိုတဲ့ဟာပေါ့နော်အဲ့လိုမျိုးဖွင့်ပြလေးရှိတယ်တချို့လူနဲ့အလုပ်သွားမဲ့အခါမှာဒီနေ့တော့ငါအလုပ်မှာအဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးဘုရားသခင်ကကြိုပြီးမှဖွင့်ပြတဲ့အရာလည်းရှိတယ်ဒါကတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့အကူအညီဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုအမြဲတမ်းတွင်တင်လမ်းပြပို့ဆောင်ပေးတယ်ဆိုတော့ကောနော်ကျွန်တော်လုံးဝအားငယ်စရာမလိုဘူးနော်ကျွန်တော်ယုံကြည်သူတွေရဲ့အထဲမှာပေါ့နော်အမြဲတမ်းကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်ဘုရားရှိတယ်ဆိုပြီးရင်ပါလဲဆိုတော့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ဘုရားသခင်အလိုတော်ထဲမှာအသက်ရှင်ဖို့ကျွန်တော်တို့အမြဲတမ်းဖြောင့်မတ်ခြင်းကိုပဲဥစားပေးတတ်အောင်ဘုရားသခင်ရဲ့အလိုတော်ကိုရှာဖွေတတ်အောင်ပေါ့နော်ဘုရားသခင်ရဲ့တရှင်တော်ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုတွင်တင်ခိုင်းတာဖြစ်ပါတယ်ကျွန်တော်ဟေပြန်32တဲ့ကိုကျွန်တော်ကြည့်ရအောင်အဲ့ဒီမှာပါတွေ့လဲဆိုတော့အသက်ရှင်တော်မူသောဘုရားသခင်ထံမှထွက်သွားတော်တဲ့ကဲဘာကြောင့်ဣတိလကျူရီကျိုးခရိယာနေရာဘာကြောင့်ဘုရားသခင်ရဲ့အထံတော်ကနေထွက်သွားတယ်လဲဆိုတော့သူတို့ကအင်မတန်မှညှဉ်းပန်းနှိပ်စက်ခြင်းတွေရောက်လာတဲ့အခါမှာသူတို့ယုံကြည်ခြင်းတွေကဖောက်ပြန်သွားတာဖြစ်တယ်ဒါကိုဒီဖတ်ရှုသူကိုအလေးပေးတဲ့အရာဖွင့်ပြတဲ့အရာအလင်းပေးတဲ့အရာကဘာလဲဆိုတော့ကျွန်တော်ယုံကြည်ပြီးသားလူတွေဘုရားကိုကိုးစားပြီးသားလူတွေဘုရားသခင်ထံကနေတက်တည်ရရှိပြီးသားလူတွေကယုံကြည်ခြင်းမှာဘယ်တော့မှမဖောက်ပြန်ဖို့မလဲဖို့အဲ့လိုမျိုးဖြစ်တဲ့အခါမှာမိမိရဲ့ဝိညာဉ်အတွက်အန္တရာယ်ရှိတယ်ဆိုတာကိုသူကတတိပေးတာဖြစ်တယ်ဒါကြောင့်ယနေ့အထဲမှာပေါ့နော်မယုံကြည်တတ်တဲ့အရာတွေဆိုးညစ်တတ်တဲ့စိတ်နှလုံးတွေအဲ့ဒါကတော့ဘုရားသခင်ကိုမခိုလုံတော့တာဘုရားသခင်ကိုမအားကိုးနိုင်တော့တာဘုရားသခင်ရှိမှန်းကိုမသိတော့ဘာကြောင့်လဲပြဿနာကကြီးလာမယ်ပေါ့နော်ကျွန်တော်တို့မြင်နေတဲ့အရာတွေကအရန်ကြီးတဲ့အခါမှာဒီအရာတွေဖြစ်တတ်တယ်ဒါကြောင့်ယုံကြည်သူတွေကအမြဲတမ်းပါလဲကျွန်တော်တို့မဖောက်ပြန်ဘူးယုံကြည်ခြင်းမဖောက်အဲ့ဒါကြောင့်ဟေပြဲ33ထဲမှာဘယ်လိုပြောလဲနေ့တိုင်းအစဉ်အချင်းချင်းတယောက်ကိုတယောက်တိုက်တွန်းနှိုးဆော်ကြလောဒါကြောင့်ယုံကြည်သူအချင်းချင်းနှိုးဆော်ခြင်းအတူတူမိတ္တဟာပေါ့ဒါကြောင့်ဒီအတင်းတော်ကလည်းစနေနေ့တိုင်းမှာအတူတူမိတ္တဟာရဖွဲ့မယ်ဆိုအားလုံးလာကြတယ်ယေရှုတင်အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်တွေ့တဲ့အခါမှာတယောက်နဲ့တယောက်ဖွင့်ပြတဲ့အခါမှာတယောက်နဲ့တယောက်တသက်ခံချက်တွေတင်ပြတဲ့အခါတယောက်နဲ့တယောက်ဆုတောင်းပေးတဲ့အခါမှာတယောက်နဲ့တယောက်အတူတူထိုင်ပြီးမှအတူတူဆုတောင်းတဲ့အခါမှာတယောက်နဲ့တယောက်အဲ့လိုမျိုးပေါ့နော်ကျမ်းစာတွေတင်ကြားပြီးမှလေ့လာတဲ့အခါမှာတရားအားဖြင့်ကျွန်တော်တို့ကြုံတွေ့နေတဲ့လောကရန်တရားတွေကိုကျွန်တော်ခံနိုင်ပြီးမှပေါ့နော်အမြဲတမ်းဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ဖို့ဖြစ်တယ်ကျွန်တော်တို့ဒီလောကကျွန်တော်ကြည့်တဲ့အခါမှာအမှုတော်ဆောင်များစွာကပေါ့နော်ဒီအရာတွေတိုက်တွန်းနှိုးဆော်ဖို့ခွန်အားပေးဖို့ကအရာပြက်ကွက်ကြတယ်ဒါကြောင့်အတင်းတော်များမှာပေါ့နော်သူတို့ကတကယ်ကိုဘုရားသခင်ရဲ့အလိုတော်ဆောင်ဖို့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဦးစားပေးဖို့သခင်ယေရှုတွင်တင်ထားတဲ့သူရဲ့မိန့်မာခဲ့တဲ့အရာတွေကလှုပ်ဆောင်ဖို့ပြက်ကွက်နေတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ယနေ့အထူးတစ်ဖြစ်ကျွန်တော်တို့ယောဟန်15:4-6ထဲမှာနှုတ်ကပတ်တော်ယေရှုကအထူးသဖြင့်ကျွန်တော်မှာထားတဲ့အရာကပါလဲဆိုတော့ငါ၌တည်နေကြလောခရစ်တော်၌တည်မှသာလင်ခရစ်တော်ပြောလေငါသည်တင်တို့၌တည်နေမည်စဖြစ်ခက်ဒီအပေ၌မတည်လေနဲ့ကိုယ်အလျော်လျောက်အတီးမတည်နိုင်တကယ်တော့တင်တို့သည်ငါ၌မတည်လင်အတီးမတည်နိုင်ကြငါသည်စဖြစ်ຫນွေပင်ဖြစ်တင်တို့သည်အခက်များဖြစ်အချင်းသူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်ထိုသူသည်များစွာသောအတီးကိုတည်တတ်၏ငါနဲ့ကွာလင်တင်တို့သည်အပယ်အမှုကိုမြတ်မတတ်နိုင်ကြငါ၌မတည်သောသူသည်တွေးချောက်သောအခက်ကဲ့သို့ပြင်တို့ပြစ်လိုက်ခြင်းကိုခံရဒီနေရာမှာတည်ခြင်းဘုရားသခင်နဲ့တည်ခြင်းတနည်းအားဖြင့်ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုဘာလို့ရှိတယ်လဲဆိုအတီးတီးဖို့လိုဘုရားဖြင့်အပင်ဆိုင်တဲ့လူတွေလည်းတရက်ပင်ဆိုင်ခြင်းလီမိုပင်ဆိုင်ခြင်းပန်းတီပင်ဆိုင်ခြင်းကသူတို့မှမျှော်လင့်ချက်ရှိတယ်။ဘာမျှော်လင့်ချက်လဲဆိုတနေ့ဒီအပင်တွေကတီးလာမယ်။တီးလာတဲ့အခါမှာသူတို့အတွက်စိုက်တဲ့လူအတွက်ကောင်းချီးဖြစ်မယ်။အဲ့လိုပဲကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုခရစ်တော်ရဲ့ကယ်တင်ခြင်းပွဲတာကဘုရားမှာမျှော်လင့်ချက်ရှိတယ်။အကြံစီတော်ရှိတယ်။ကျွန်တော်တို့အဖြစ်ဘုရားရဲ့အလင်းလင်းဖို့ရလောကရဲ့အလင်းဖြစ်ဖို့ရန်ဘုရားသခင်ကအ
အလိုတော်ရှိကျွန်တော်တို့မလင်းမှုဆိုတော့ကျွန်တော်လုံးဝဘယ်သူမှဘုရားသခင်ရဲ့မြတ်တာကိုခံစားမှမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ဘုရားသခင်၌တည်နေပြီးမှအတည်တည်ဖို့ဖြစ်တယ်ပြီးရင်သူကပြောထားတယ်ငါ၌မတည်သောသူသည်အပယ်အမှုကိုမြတ်မတငါ၌ကွာလင်းလို့ဘုရားသခင်နဲ့မတည်ဘူးဆိုတော့ဘယ်သူမှပါမမတတ်နိုင်ဘူးတဲ့မတတ်နိုင်တဲ့အခါမှာတွေးချောက်တော့အခက်ခဲတော့ဘယ်သူအတွက်မှပုံတက်တယ်မဟုတ်ဘယ်သူအတွက်မှကောင်းချီးမင်္ဂလာခံစားခြင်းမရနော်ဘယ်သူအတွက်မှကောင်းချီးမင်္ဂလာမဖြစ်တော့ဒီအရာကတော့ပြစ်လိုက်ခြင်းခံရမယ်လို့ပြောတယ်ကဲတေယောနှစ်23 25မှာလဲဒါတော်ကိုငင်းပယ်သောသူမူကားခမည်းတော်ကိုမတည်ဒါတော်ကိုဝန်ခံသောသူမိတီကခမည်းတော်ကိုတည်ထို့ကြောင့်တင်တို့သည်ရှေးဥစွာကပင်ချာရသောတေတနာကိုတင်တို့၌တည်စေကြလောနောက်တစ်ခေါက်ရှင်ယောဟန်ပြန်ရေးတဲ့အခါမှာကြားနာတဲ့အရာတွေဥပမာဖြစ်တဲ့တေကန်ခြင်းတွေဂုဏ်တော်ချီးမွမ်းခြင်းတွေတရားတေသနာကြားနာခြင်းအားဖြစ်ပေါ့နော်ဒီအရာအားဖြစ်ဘုရားသခင်ရဲ့တေသနာထဲမှာတည်ဖို့ဘုရားသခင်ရဲ့အလိုတော်ထဲမှာတည်ဖို့လို့ပြောဒါကြောင့်သူတို့ထိုတေသနာသည်တင်တို့၌တည်လေတင်တို့သည်သားတော်၌၎င်းခမည်းတော်၌၎င်းတည်ရကြလိမ့်မည်ဆိုတော့ဘုရားသခင်ရဲ့အရှိမပေါ့နော်ဒီမှတာလင်းအတီးတီးတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်ဘုရားသခင်ကကျွန်တော်တို့အားလုံးကိုဆုကျေးဇူးတွေပေးထားတယ်တချို့ကစီးပွားရေးဖက်မှာပေးမယ်တချို့ကပညာရေးဖက်မှာပေးမယ်တချို့ကလည်းတရားစီရင်ရေးဖက်မှာပေးမယ်တချို့ကလည်း leadership ဖက်မှာပေါ့နော်ပေးမယ်တချို့ကလည်းအဲ့လိုမျိုးရရောချင်းပေးကမ်းခြင်းဖက်မှာအားလုံးမတူအောင်ပေးထားတယ်အားလုံးဘုရားသခင်ကပေးထားတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ရှေ့မှာဘုရားသခင်နဲ့တည်တော်သူကတာလင်လန်းဆန်းခြင်းနဲ့သူ့ရဲ့အသက်တာထဲမှာလွတ်မြောက်ခြင်းနဲ့သူ့ရဲ့တားဆင်မြေဆက်ကကောင်းချီးမင်္ဂလာကတိတော်ကိုခံစားရမှာဖြစ်တယ်ပြီးရင်ဟေပြဲ38ထဲမှာတင်တို့ဒီချမ်းသာထဲတို့မဝင်ရကြလို့ပြောဆိုတော့မတည်တဲ့လူဘုရားသခင်အလိုတော်ထဲမှာနော်မနေတဲ့လူတွေဘုရားသခင်ကိုကြိုးခိုင်းတဲ့လူတွေဘုရားသခင်နဲ့ကွာနေတဲ့လူတွေကချမ်းသာထဲတို့မဝင်ရကြလို့သူပြောအတိအလင်းပြောထားတယ်ဒါကြောင့်ဒီနေ့ဂျူးလူမျိုးတွေဟေပြဲလူမျိုးတွေယုံကြည်သူတွေရဲ့နော်ဟေပြဲဩဝါဒစာအခန်းကြီး3ကိုကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဘာကိုခွန်အားရမလဲဘာတင်ခန်းစာရမလဲကျွန်တော်တို့လေ့လာအဂုတ်တုပြည်မှာရောက်လာတဲ့ဣသေလလူတွေကဂတိတော်နဲ့ဆိုင်တဲ့ပြည်တော်ကိုဝန်ခွင့်မရဘူးဒါကိုကျွန်တော်တို့ဒီဟေပြဲ3ကိုပုံဥပမာပေးမှယုံကြည်သူများအနေနဲ့လဲချမ်းသာရဲ့မြစ်ထဲကိုမရှုံဖို့ပေါ့နော်ဘုရားသခင်ရဲ့ဂတိတော်ဘုရားသခင်ရဲ့မဆခြင်းပို့ဆောင်ခြင်းချီးမြှင့်ခြင်းမျက်နှာပေးခြင်းတွေမဆုံးလေအောင်ကျွန်တော်တို့ကအမြဲတမ်းဘုရားသခင်ကိုဖက်တွယ်ပြီးမှနေ့စဉ်မှာကျွန်တော်အသက်ရှင်ဖို့ရန်ဒါကြောင့်ဒီနေ့တင်ခန်းစာမှာဘာကိုကျွန်တော်တို့ဒီဟေပြဲတုံးကိုလေ့လာခြင်းအဖြစ်ဘာကိုတင်ခန်းစာရဖို့ကျွန်တော်တို့เนาะဒီလေ့လာကြမယ်ပြီးရင်ကျွန်တော်အသက်တာမဆုံးခြင်းမရှိအောင်ကျွန်တော်ဘုရားသခင်ရဲ့ဂတိတော်ကိုကျွန်တော်ဆွဲမြဲစွာပေါ့เนาะဂတိတော်ပြည့်စုံစေဖို့ရာနံပါတ်1မိမိရဲ့အသက်တာနေ့အစဉ်တိုင်းမှာယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့လိုပါတယ်ယနေ့လူဆိုတာကပြည့်စုံတဲ့လူမရှိပါဘူးအဲ့လိုဖြစ်တဲ့အခါမှာဒီနေ့မပြည့်စုံလဲယုံကြည်သူရဲ့မျှော်လင့်ချက်ကဆောနာပြောပြီးပြီမနေ့ပြန်ပြည့်စုံလာဒီနေ့ဘုရားသခင်ရဲ့ဂတိတော်မပြည့်စုံတယ်လို့ခံစားလဲမနေ့ပြန်ဘုရားသခင်ပြည့်စုံစေမယ်ဒီနေ့အစင်မပြေလဲမနေ့ပြန်အစင်ပြေမယ်ဒီနေ့ကြဆုံးခြင်းမျိုးဖြစ်လဲမနေ့ပြန်ဘုရားသခင်ပြင်ဆင်ပေးမယ်ဆိုတာကျွန်တော်တို့အမြဲတမ်းယုံကြည်ခြင်းနဲ့အသက်ကျွန်တော်အရင်တော့ရန်ကုန်မှာပေါ့နော်နေတော့ဝေစာကလေးထုတ်ခြင်းနဲ့လုံးဝမပြည့်စုံဘူးဆုတောင်းတယ်မော်ဘီမှာဒီငှက်ပြောချံရှိတယ်ဆုတောင်းတောင်းအဲ့မှာလုံးဝကျွန်တော်3ရက်အစာဆုံးမှဝေစာထုတ်ဖို့ဆုတောင်းလုံးဝနှစ်ပေါင်း30လောက်ဘုရားသခင်ကပြည့်စုံခြင်းမပေးဘူးကျွန်တော်လုံးဝစိတ်တက်မကြဘူးအော်ဘုရားသခင်အလိုတော်မရှိလို့ဖြစ်မှာပါဆိုမှเนาะဒါပေမဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်ဘာပဲဖြစ်ဖြစ်ဘုရားသခင်တနေ့တစ်ချိန်မှာဝေစာတွေထုတ်ခွက်ပေးမယ်အဲ့ဒီဝေစာလဲလူတွေကြီးခွင့်ရမယ်လူတွေကဘုရားအကြောင်းကိုပုံမတိအောင်နဲ့အောင်သူတို့ယုံကြည်ခြင်းကိုနဲ့ဆိုင်အောင်ခိုင်မာအောင်တိဆောက်ပေးမဲ့ဝေစာတွေဖြစ်မယ်ဆိုမှဆုတောင်းအမြဲတမ်းအခုချိန်ထိကျွန်တော်မပြောက်ဆုတောင်းတယ်ကျွန်တော်ရေးတဲ့ဝေစာကလေးတွေဟိုမှာရှိတယ်10ခုလား9ခုလား
ပြီးရင်စာအုပ်လဲတုံးအုပ်အထိပေါ့နော်ဘုရားသခင်ထုတ်ခွတ်ပေးဆိုတော့ဘုရားသခင်ကတင့်ရဲ့ယုံကြည်ခြင်းတင့်ရဲ့ဆုတောင်းခံချက်ကိုဘယ်တော့မှမမေ့ဘူးတင်မေ့ကောင်းမေ့ပါလိမ့်မယ်ဘယ်တော့မှဘုရားမမေ့ဘူးဘုရားသခင်ကမေ့နေတဲ့ဘုရားမဟုတ်ဘူးအမြဲတမ်းကျွန်တော်ရဲ့ဆုတောင်းခံချက်တွေကိုစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်အာမင်ဒါကြောင့်ယုံကြည်ခြင်းနဲ့အသက်ရှင်ရအောင်ကျွန်တော်ယုံကြည်ခြင်းမှာကျွန်တော်တို့ဒီ saving faith နဲ့ living faith ဆိုတာရှိတယ် saving faith ကတော့ခရစ်တော်ယုံကြည်တာဒါကယ်တင်ချက်တစ်ခါပြီးပြီဒါပေမဲ့ living faith ကတော့နေ့ရက်စဉ်တိုင်းမှာဒီနေ့အတွက်ဘုရားသခင်ကျွန်တော်တို့ကိုကွယ်ကာဖို့လမ်းပြဖို့ချီးမြှောက်ဖို့ကျွန်တော်ဝန်ငွေတွေတိုးပွားဖို့ဒီနေ့เนาะ living faith ကတော့အမြဲတမ်းကျွန်တော်တို့ရှိထားရမယ်နံပါတ်2ကပါလဲဆိုတော့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်စကားတော်အပေါ်မှာနာခံခြင်းရှိရမယ်ဘာတွေနာခံရမလဲကျမ်းစာဖတ်မယ်ဆုတောင်းမယ်ခက်ခဲလာတဲ့အခါမှာကျမ်းစာဖတ်မယ်စိတ်တကြတဲ့အခါမှာကျွန်တော်ဆလံ90တို့ဆလံ73နေဖိုက်ကျွန်တော်အစိမပြေကြအဆုံးတလုံးမျိုးခံစားတဲ့အခါမှာလဲကျမ်းစာဆလံကျမ်းနေဖတ်မယ်ဒါဘုရားသခင်အပေါ်မှာနာခံခြင်းဖြစ်တယ်နံပါတ်3ကတော့နေ့ရက်စဉ်တိုင်းမှာဘုရားဂတိတော်အပေါ်မှာမျှော်လင့်ခြင်းနဲ့အိုးဒီနေ့ဘုရားသခင်ငါ့ကိုပို့ဆောင်ပေးတယ်ပို့ဆောင်ခဲ့တဲ့ဘုရားပို့ဆောင်နေတဲ့ဘုရားပို့ဆောင်ဦးမဲ့ဘုရားဆိုမှဘုရားအပေါ်မှာမျှော်လင့်ခြင်းနဲ့အသက်ရှင်မယ်ဆိုတော့ကျွန်တော်တကယ့်ကိုပေါ့နော်ပြီးတော့ပြန်တဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုအိုးငယ်သားကောင်းငါ့ကိုလောကမှာတက်ရှင်တဲ့ခက်ခဲယုံကံပေမဲ့လည်းငါ့ကိုအမြဲတမ်းကြိုးစားမှရှာဖွေနေတယ်ငါရဲ့တရားတော်ထဲမှာမွေ့လျော်တယ်ငါရဲ့အလိုတော်ထဲမှာတည်ကြည်တဲ့လူဖြစ်တယ်ဆိုမှတရဖူတော်ဘုရားသခင်ကဆောင်ပေးအောင်လေလို့နော်ဒီဟေဘရဲဩဝါဒစာခန်းကြီး3ကျွန်တော်တို့ဒီလေ့လာခြင်းအဖြစ်ဒီနှုတ်ကပတ်တော်မှာရှိတဲ့ကောင်းချီးမင်္ဂလာအားလုံးအရောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေအာမင်ကဲလူငယ်ဒီပြန်လာပြီးမှကျွန်တော်ကုန်းတော်ချီးမွမ်းပြီးမှကျွန်တော်